မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်ပရပိချ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာကတော့ဆရာပန်းပေါ်သိမ့်ပြီးရှိသားထားတဲ့ငြိမ်သက်စွာထိုင်နေပါဖြစ်လာတာကိုလက်ခံလိုက်ပါဆိုတဲ့စာပိုက်လေးတွေကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဘာမှမလုပ်ပဲမိနစ်နေငယ်ကြာကလတ်ထိုင်မှာငြိမ်ငြိမ်လေးထိုင်ပြီးစိတ်လက်အပန်းဖြေတာလှုပ်ဖူးပါသလားမလှုပ်ဘူးဆိုရင်စိတ်ငြိမ်ချမ်းသာယာမှုရစေမယ့်နီလန်ကောင်းတစ်ခုကိုလက်လွတ်ဆုံးရှုံးနေပါတဲ့ကျွန်တော်တို့ဟာအမြဲတမ်းပြေးလွှားလှုပ်ရှားနေပြီးအလုံးများတဲ့ဘဝထဲမှာကျင်လည်နေကြတာကြောင့်ငြိမ်ငြိမ်သက်သက်ထိုင်ခြင်းဟာဘယ်လောက်ကောင်းတယ်ဆိုတာကိုမေ့နေတတ်ကြတဲ့သင်ဘယ်လောက်ပဲအလုပ်တွေများနေပါစေသို့မဟုတ်ဘယ်လောက်ပဲအလုပ်တာဝန်တွေနဲ့ပြီးနေပါစေသင်လုံးနေတဲ့အလုပ်ကိုရပ်လိုက်ဖို့အချိန်မိနစ်အနည်းငယ်လေးတော့ရမှာပါအဲ့ဒီအချိန်လေးဟာငြိမ်ငြိမ်သက်သက်လေးထိုင်တာကိုလုပ်ကြည့်ရင်သင်ဘဝကိုထူးထူးခြားခြားပြောင်းလဲဖြစ်စေမယ့်အကျိုးကျေးဇူးတွေကိုလက်ငင်းခံစားရမှာဖြစ်တဲ့ငြိမ်သက်စွာထိုင်ခြင်းဟာသင်ကိုအလုံးများနေခြင်းကနေခိတ္တအနာပေးပါမယ်ပင်မနှွမ်းလျတာကိုအမောပြေစေပါမယ်စိတ်နဲ့ခန္ဓာကိုယ်ခွန်အားပြန်ဖြည့်ပေးမယ်နောက်ပြီးစိတ်ထဲရှင်းလင်းသွားသလိုအလေးအနက်ထားစဉ်းစားဆင်ခြင်နိုင်မဲ့အခွင့်အလမ်းတွေလည်းရှားလာစေတဲ့စိတ်ထဲကြဆင်ခြင်းကနေပြန်လဲယုံထားနိုင်ဖို့လှုပ်ဆော်ပေးမယ်ပြေးလွှာလှုပ်ရှားခြင်းရဲ့အကျိုးဆက်တစ်ခုကအကြောင်းအရာကိစ္စပေါင်းစုံဟာခေါင်းထဲမှာရောက်နေကြတဲ့အကောင်းတွေရောအဆိုးတွေပါဝင်ကြတဲ့ငြိမ်ငြိမ်သက်သက်လေးထိုင်နေခြင်းဟာတနေ့တာလုံးရောက်နေတဲ့အဆိုးအမြင်အတွေးတွေကိုဖျက်တောက်ပစ်လိုက်လို့ခေါင်းရှင်းသွားတာကြောင့်အတွေးအသစ်တွေပြန်စားဖို့အခွင့်အရေးရလာတဲ့ငြိမ်ငြိမ်လေးထိုင်နေလို့စိတ်ဟာတည်ငြိမ်အေးဆေးနေတဲ့အတွက်ကြုံတွေ့နေတဲ့ပြဿနာရဲ့အဖြေတွေဟာခေါင်းထဲကိုစိုက်မစင်ပုံမစင်ရောက်လာတတ်တဲ့ငြိမ်သက်စွာထိုင်နေပြီးစိတ်ကိုတည်ငြိမ်အေးဆေးအောင်နေခြင်းဟာခန္ဓာကိုယ်ရဲ့အာယုံကြောဖွဲ့စည်းမှုကိုတတ်တာငြိမ်အေးစေတာကြောင့်အကြံကောင်းဉာဏ်ကောင်းတွေပေါ်ထွက်လာတာဖြစ်တဲ့အခုပြောတဲ့အကြံဟာရိုးရှင်းလွန်းတယ်ဆိုပြီးလက်မခံပဲပယ်ချလိုက်နိုင်တယ်ကျွန်တော်ကတော့အဲ့ဒီလိုလုပ်ဖို့သဘောမတူဘူးတကယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝကိုတိုးတက်စေမယ့်အကောင်းဆုံးအကြံဉာဏ်နည်းလမ်းအများစုဟာအလွန်ရိုးရှင်းကြတယ်ပြဿနာကကျွန်တော်တို့ဟာအချိန်ပေးပြီးအဲ့ဓာတွေကိုတည်တည်ချာချာမလုပ်ကြခြင်းပါအလွန်ရိုးရှင်းတဲ့အကြံကောင်းတချို့ကိုဥပမာပြောရမယ်ဆိုရင်ကိုလက်လှုပ်ရှားမှုလုပ်ပါအိပ်ဝအောင်အိပ်ပါအစာကိုတင်းတော်ယုံစားပါကျမကြီးညီညွတ်တဲ့အစာအစာစားပါအကောင်းမြင့်စိတ်ကိုမွေးမြူပါမူရင်းစေဝါကိုရှောင်ပါစားတာမျိုးတွေပါအင်မတန်ရိုးရှင်းပြီးအမြဲတမ်းကြားနေရတဲ့ဒီအကြံဉာဏ်ကောင်းတွေကိုကျွန်တော်တို့လူအများဆုံးအသုံးမချကြပါဘူးအခုပြောနေတဲ့ငြိမ်သက်စွာထိုင်နေပါဆိုတဲ့အကြံဉာဏ်ဟာလေအဲ့ဒီအကြံကောင်းအမျိုးအစားတွေထဲမှာပါဝင်တယ်ဒီအကြံဟာရိုးရှင်းတယ်လောက်ရတာလွယ်တယ်ဒါပေမဲ့တကယ်လို့ရင်တကယ်ကိုအကျိုးရှိတယ်ကျွန်တော်ဟာဆရာဝန်တရားမဟုတ်လို့မိနစ်နဲ့ငယ်ကြာအောင်ငြိမ်ငြိမ်သက်သက်ထိုင်နေခြင်းဟာခန္ဓာကိုယ်အတွက်ဘယ်လိုကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေရစေမလဲဆိုတာတော့မပြောတတ်ဘူးဒါပေမဲ့ကျွန်တော်သိတာတစ်ခုရှိတယ်အဲ့ဒါကငြိမ်သက်စွာထိုင်နေပြီးဘာမှမလုပ်ခြင်းဟာခန္ဓာကိုယ်ကိုတတ်တာဖြေလျှော်မှုရစေပြီးစိတ်ကိုငြိမ်အေးစေတယ်ဆိုတာပါအဲ့ဒီလိုထိုင်ပြီးအသက်ကိုမှန်မှန်လေးရှူသွင်းရှူထုတ်လုပ်ပေးရင်လေပင်နဲ့ပခုံးတွေတင်းကျပ်နေတာတွေပြေရောသွားတာကိုခံစားရမယ်များသောအားဖြင့်1မိနစ်2မိနစ်လောက်အတွင်းမှာပဲကျွန်တော်ဟာအားပြန်ပြေးပြီးလန်းဆန်းလာသလိုခံစားရတဲ့စိတ်ငြိမ်ချမ်းမှုကိုလည်းရှားလိုက်တဲ့သင်ဟာစိတ်ဖိစီးမှုခံစားနေရဲ့ချိန်မှာပဲဖြစ်ဖြစ်ပြေးလွှားလှုပ်ရှားနေချိန်မှာပဲဖြစ်ဖြစ်စိတ်ငြိမ်ချမ်းမှုရနေချိန်မှာထက်အသေးအဖွဲလေးတွေကိုဂယုဆိုင်နေမိတတ်တဲ့ဘာမှမဟုတ်တဲ့ကိစ္စလေးတွေနဲ့ဒေါသထွက်စိတ်တို့နေမိတတ်တဲ့အခုပြောခဲ့တဲ့ငြိမ်သက်စွာထိုင်နေပါဆိုတဲ့နည်းဟာသင်ဘဝကိုချက်ချင်းလက်ငင်းကြီးပြောင်းလဲသွားပေးနိုင်တဲ့စေနီးတော့မဟုတ်ဘူးဒါပေမဲ့အကျိုးရှိစေတယ်ဆိုတာတော့သိချတယ်ဒါလေးတစ်ခုကိုစမ်းကြည့်လိုက်ပါသင်မိနစ်အနည်းငယ်ချိန်ယူပြီးငြိမ်ငြိမ်စိမ့်စိမ့်လေးထိုင်နေလိုက်ပါမိနစ်အနည်းငယ်ကြာအသက်ရှူသွင်းရှူထုတ်လုပ်ပါပြီးရင်စိတ်ဆိုးကြည့်လိုက်ပါစိတ်ဆိုးဖို့အတော်ခက်တာကိုတွေ့ရပါလိမ့်မယ်
အခုပြောတဲ့ငြိမ်သက်စွာထိုင်နေပါနီးဟာရိုးရှင်းတယ်လှုပ်ဖို့အများဆုံးလိုတဲ့အချိန်လေးဟာမိနစ်အနည်းငယ်လေးပါနောက်ပြီးလှုပ်ရတာလဲလွယ်တယ်တိတ်ဆိတ်တဲ့နေရာလေးတစ်ခုမှငြိမ်ငြိမ်လေးထိုင်နေုံပါပဲအဲ့ဒါထက်လွယ်တာဘာများရှိသေးလို့လဲအဲ့ဒါကိုလှုပ်ဖို့ဘာပစ္စည်းကိရိယာမှသုံးစရာမလိုဘူးငွေလဲတစ်ပြားတစ်ချက်မှကုန်စရာမလိုဘူးဒီနည်းကိုတစ်နေ့မှအကြိမ်ပေါင်းများစွာလုံးမယ်ဆိုရင်စိတ်အေးချမ်းမှုရလာတာကိုအံ့ဩဖွယ်တွေးမြင်ရမှာပါလူတွေဟာရှုပ်ထွေးခက်ခဲတဲ့နည်းတွေကိုမှအထင်ကြီးတတ်ကြပြီးအလွန်ရိုးရှင်းပြီးလွယ်ကူသလိုအကျိုးအင်မတန်ရှိတဲ့နည်းဒီနည်းမျိုးကိုတော့အထင်မကြီးတတ်ကြဘူးတကယ်တော့ဒီနည်းဟာတိတူဖော်စားမတိတူကြော်သွားတဲ့နည်းလို့ကျွန်တော်ပြောချင်ပါတယ်ဖြစ်လာတာကိုလက်ခံလိုက်ပါကျွန်တော်ဘဝတစ်လျှောက်ရခဲ့တဲ့အရေးကြီးသင်ခန်းစာတွေထဲကမမတ်ရရဖြစ်နေတာတကူကတော့ဘဝဆိုတာကိုဖြစ်ချင်သလိုဖြစ်မလာတတ်ဘူးစိတ်ကူးရင်ထားသလိုဖြစ်မလာပါဘူးဒီအချက်ကိုသင်နားလဲလက်ခံထားရင်သင်ဘဝဟာပျော်ရွှင်စရာကောင်းပြီးတောကကင်ဝေးနေပါမယ်မပျော်ရွှင်ခြင်းဆိုတာဘာကြောင့်ဖြစ်လာရတာလဲသင်ဖြစ်နေတဲ့အခြေအနေဟာသင်ဖြစ်ချင်တဲ့အခြေအနေမဟုတ်ရင်ဒါမှမဟုတ်သင်မျောလင်းထားတဲ့အခြေအနေမဟုတ်ရင်မပျော်ရွှင်ခြင်းဖြစ်လာပါတယ်ဥပမာအိမ်မှာကလေးတွေချင်းချင်းရံဖြစ်တာသို့မဟုတ်ရုပ်မြင်သံကြားဆက်ပြတ်သွားတာရေဆုပ်ဆက်ပြတ်သွားတာအိမ်အမိုးယူတာစတာနဲ့လက်ရှိကြုံတွေ့နေရတယ်သင်အဲ့ဒီအခြေအနေတွေကိုမလိုလားဘူးအဲ့ဒါတွေနဲ့ကင်းဝေးတဲ့အခြေအနေကိုမျှော်လင့်တယ်ဒါပေမဲ့သင်မျှော်လင့်သလိုဖြစ်မလာတော့မပျော်မရွှင်ဖြစ်တယ်ဒါဆိုရင်မပျော်ရွှင်ဖြစ်ရခြင်းရဲ့အကြောင်းရင်းကိုသိပြီလို့ထင်တယ်ဒါဆိုရင်မပျော်ရွှင်မှုကင်းဝေးအောင်ဘာလုပ်ရမလဲတနည်းကလက်ရှိအခြေအနေကိုအရင်အခြေအနေပြန်ရောက်အောင်လုပ်ယူဖို့ပါဒါပေမဲ့အဲ့ဒါမဖြစ်နိုင်ဘူးဖြစ်ပြီးသားအခြေအနေကိုမဖြစ်ခင်အခြေအနေလိုပြန်ပြောင်းဖို့ဆိုတာဖြစ်မှမဖြစ်နိုင်ပဲကလေးတွေရန်ဖြစ်တာရုံမြင့်တန်စားချက်ပြတ်တာအိမ်အမိုးယူတာမဖြစ်တဲ့အတိတ်စီကိုပြန်သွားလို့မရဘူးဒီတော့သင်မှရွေးချယ်စရာတစ်ခုပဲရှိတယ်အဲ့ဒါကဖြစ်လာတဲ့အခြေအနေကိုစိတ်ထဲမှာလက်ခံလိုက်ပြီးပြဿနာကိုစိတ်တည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းဖို့ပါလက်ခံဖို့ပြောတာဟာစိတ်မဝင်စားခြင်းဂယုမဆိုင်ခြင်းလို့ပြောတာမဟုတ်ဘူးနောက်ပြီးကောင်းပြီလေငါဂယုမဆိုင်တော့ဘူးအဲ့ဒါနဲ့ပတ်သက်လို့လေငါဘာမှမလုပ်တော့ဘူးလို့လည်းမဆိုလို့ဘူးဆိုလိုတာကဖြစ်ပြီးသားကိစ္စကိုပြန်စဉ်းစားပြီးဝမ်းနဲ့ဒေါသထွက်နေလို့အကျိုးမရှိတာမို့ဖြစ်လာတာကိုလက်ခံလိုက်ခြင်းပါအဲ့ဒီလိုလက်ခံလိုက်ခြင်းဖြင့်ဖြစ်ပေါ်နေတဲ့စိတ်ဖိစီးမှုကိုတတ်တာဖြေလျော့သွားစေပါအာမင်ကျွန်တော်နဲ့ဇနီးခရစ်တိုရဲ့မိဘအုပ်ထိပ်မှုအတတ်မှာအခက်ဆုံးအလုပ်တစ်ခုကကျွန်တော်တို့ရဲ့သမီးနှစ်ယောက်အချင်းချင်းစကားများရန်ဖြစ်ကြရင်ဘာလို့ရမှန်းမသိခြင်းပါသူတို့အချင်းများတာကိုကျွန်တော်တို့ဝင်ရောက်ပြန်ဖြေကြတဲ့အခါမှာသူတို့နှစ်ယောက်စလုံးဟာအလျှော့မပေးကြတဲ့အပြင်ပို့ပြီးတော့စကားများအော်ဟစ်ကြတယ်ဒီခါမှာကျွန်တော်ဟာစိတ်တိုးစိတ်ဆိုးလာပြီးသူတို့နှစ်ယောက်စလုံးကိုအော်ဟစ်ငေါငန်းချင်စိတ်ပေါ်လာတယ်ဒါပေမဲ့စိတ်ကိုချုပ်တိန်ထားလိုက်လို့မအော်ပြစ်လိုက်ဘူးနောက်ဆုံးတော့ကျွန်တော်နဲ့ခရစ်တိုဟာတယောက်မျက်နှာတယောက်ကြည့်ရင်မတတ်နိုင်ဘူးလို့အဓိပ္ပာယ်ရတဲ့ပခုံးတွန်းပြလိုက်ကြတယ်မိသားစုတိုင်းမှာကလေးတွေရန်ဖြစ်တတ်ကြတာမျိုးအထူးအဆန်းမဟုတ်ပါဘူးလို့တွေးရင်ကျွန်တော်တို့နှစ်ယောက်စလုံးပြုံးရလိုက်ကြတယ်ဒါဟာလက်ရှိအခြေအနေကိုလက်ခံလိုက်ကြခြင်းပါကလေးတွေဟာသူတို့စကားများတဲ့ကိစ္စမှာမိဘတွေဝင်မပါဘူးဆိုတာသိသွားတာနဲ့သူတို့စကားများညင်းခုန်တာကိုတဖြည်းဖြည်းရောကြလာပြီးနောက်ဆုံးမှသူတို့ပြန်တည်သွားကြတယ်ကျွန်တော်ထပ်လောင်းပြောချင်ပါသေးတယ်ဖြစ်လာတဲ့ပြဿနာကိုအေးချမ်းချမ်းလက်ခံလိုက်ခြင်းဟာလက်လျှော့ခြင်းသို့မဟုတ်လိုအပ်တဲ့လိုပြင်ဆင်ဖို့မကြိုးစားခြင်းလို့ပြောတာမဟုတ်ဘူးဘဝမှာအတိုးလျှော့လုပ်ပြီးညှိနှိုင်းရတာတွေအများကြီးရှိတယ်ဒါပေမဲ့တစ်ခါတလေဘလို့မှညှိနှိုင်းပေးလို့မရတဲ့အခြေအနေမှာအကောင်းဆုံးကလက်ခံလိုက်ခြင်းပါကျွန်တော်နဲ့ခရစ်တိုဟာသမီးနှစ်ယောက်စကားများတာကိုဘယ်လို့မှညှိနှိုင်းပေးလို့မရတာကြောင့်အခြေအနေကိုလက်ခံလိုက်ကြတယ်လက်ခံလိုက်တော့လေအဆင်ပြေသွားပါတယ်ဘဝဆိုတာခရီးတစ်ခုပါဘဝခရီးတစ်လျှောက်မှာမျောလင်းမထားတဲ့ပြဿနာတွေပေါ်လာပြီးရင်ပေါ်လာနေအောင်မှာပါတချို့ပြဿနာတွေကိုဘယ်လို့မှဖြေရှင်းပေးလို့မရဘူးပြဿနာကိုဖြေရှင်းလို့မရလို့ဆိုပြီးစိတ်ညစ်စိတ်ထဲကြနေမဲ့အစားပြဿနာကိုလက်ခံလိုက်ပါ
လက်ခံလိုက်ပြီးဆိုတာနဲ့စိတ်တည်ငြိမ်လာပြီးပြဿနာကိုဖြေရှင်းပေးနိုင်မဲ့အကြံဉာဏ်ကောင်းတွေခေါင်းထဲမှာပေါ်လာနိုင်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီစာပိုက်လေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့အတွက်တစ်စုံတစ်ခုခံစားရမယ်ဆိုရင် comment မှာရေးခဲ့စေချင်ပါတယ်ကျမကိုအားပေးတော့စာချစ်ပရိသတ်များနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာစံတာတွေပြေဝကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်ဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်